Hello အားလုံးပဲမင်္ဂလာညနေချင်းဖြစ်ပါစေဖျားရှင်ရဲ့နာမတော်ကပါဆက်ဆက်ပုံကြီးပါစေအားလုံးပဲရှလုံးလို့ concept ပါတယ်နေကောင်းကြမှာကြပါတလားဒီနေ့တပံပြန်လဲပြီးမှကျန်းစာမတ်တာချင်းပေါ့နော်ဂျပန်လိုမြန်မာလိုကျန်းစာအခေါ်ဝေါ်လေး class ကို part 3အနေနဲ့ပေါ့နော်ပြန်လဲဆက်သွားမှာဖြစ်ပါတယ်ရောက်စီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေအတူတကွာလေ့လာသွားကြရအောင်နော်ဆိုဟိုတစ်ပတ်က Kyokusei Sho ပေါ့နော်တမဟောင်ကြံပြီးသွားပြီ Kyokusei Sho 終わりました最後の方からもう一回読みます最後の方2つKyokusei Sho最後の方から少し始まって新約聖書に入ります旧約聖書ဓမ္မဟောင်းကျမ်းနောက်ဆုံးအပိုင်းပေါ့နော်နှစ်ခုရှိတယ်ခေါင်းစဉ်နှစ်ခုကျန်သေးတယ်အဲ့ဒါကနေစာမှာဖြစ်ပါတယ် Okay ready ဇာခရီအနာဂတိကျမ်းဇာခရီအနာဂတိကျမ်းဇေခေရိယာရှောဇာခရီအနာဂတိကျမ်းဇေခေရိယာရှောမာရခိအနာဂတိကျမ်းမာရခိရှောမာလခိအနာဂတိကျမ်းမာလခိရှော新約聖書に入ります新約聖書の中に福音書という書は4書ありますそして福音書終わったら使徒行伝使徒の働き使徒行伝とも、呼びます使徒の働きも呼びますその後は書簡、福音書ဧဝံဂေလိကျမ်း၄ကျမ်းပေါ့နော်ဧဝံဂေလိကျမ်း၄ကျမ်းရှိတယ်၄ကျမ်းပြီးလို့ရှိရင်သူကတမန်တော်ဝတ္ထုကိုတွားတယ်ပြီးလို့ရှိရင်ဩဝါဒစာဆိုဧဝံဂေလိ၄ကျမ်းပြီးရင်ဝတ္ထုတစ်ပုဒ်လာတယ်ပြီးလို့ရှိရင်ဩဝါဒစာက21ဆောင်ရှိတယ်နော်ဩဝါဒစာက21ဆောင်ရှိတယ်ပြီးမှနောက်ဆုံးမှာဗျာဒိတ်ကျမ်းโอเคဧဝံဂေလိစာ၄ဆောင်ကို福音書4書ね4章福音書その福音書をまず入りますマッテクリウィンちゃんマッテクリウィンちゃんマタイの福音書マタイの福音書マーククリウィンちゃんマルコの福音書マルコの福音書ルカクリウィンちゃんလူကာနိုဖကွင်းရှော့ဒါကလွယ်ပါတယ်လူကာနိုဖကွင်းရှော့ပြီးတော့တမန်တော်ဝတ္ထုမှာတချို့ကဒီလိုဒီကျမ်းစာတွေကအတိုင်းဆိုရင်သူကရှီတိုနိုဟာတာရာခိလို့ခေါ်တယ်နောက်တချို့ကြတော့ရှီတိုဂျောတန်လို့လည်းခေါ်တယ်ရှီတိုဂျောတန်使徒の働き、タマンドウトゥ。その後は書簡に入ります。書簡は全部21章あります。オワダサナサタサンシバレ。そう、オワダサゴウィマンピバレ。ローマオワダサ、ローマへの手紙。ローマဘီတိုအေနိုထေကာမီနော်ရောမလူမျိုးတွေကိုရောမမှာရှိတော့ရောမလူမျိုးတွေကိုပေးတော့စာဆောင်ပေါ့နော်ရောမဘီတိုအေနိုထေကာမီကောရိန္သုဩဝါဒစာပထမဆောင်ကောရိန္သုဘီတိုအေနိုထေကာမီဒိုင်ချီကောရိန္သုဘီတိုအေနိုထေဂာမီဒိုင်ချီနည်းနည်းတို့ရှိတယ်။နောက်ကောရိန္သုဩဝါဒစာဒုတိယဆောင်ကောရိန္သုဘီတိုအေနိုထေဂာမီဒိုင်နိကောရိန္သုဘီတိုအေနိုထေဂာမီဒိုင်နိကိုရှေ့ကနေလည်းပြောလို့ရပါတယ်။ဒိုင်နိကောရိန္သုဆိုပြီးမှလည်းပြောခေါ်ပါတယ်။ဒိုင်ချီကောရိန္သုဆိုပြီးမှလည်းပြောလို့ရပါတယ်။ကျမကတော့ကျမ်းစာတဲ့အတိုင်းပြောတာဖြစ်ပါတယ်
အတူကောက်ကျမတို့ပြောနေကြဆိုရင်ဒိုင်အချီကောရင်2ဒိုင်နီကောရင်2အဲ့လိုပဲပြောပါတယ်ပြီးတော့ဂလာတိဩဝါဒစာဂါရာတီယာချင်းအေနိုထေဂာမီဂါရာတီယာချင်းအေနိုထေဂာမီဂါရာတီယာချင်းအေနိုထေဂာမီအဖက်ဩဝါဒစာအဖက်ဆိုချင်းအေနိုထေဂာမီအဖက်ဆိုဘီတိုအေနိုထေဂာမီနှမျိုးပြောပါတယ်အဖက်ဆိုဘီတိုအေနိုထေဂာမီဂရာတီယာဘီတိုအေနိုထေဂာမီဂရာတီယာဘီတိုအေနိုထေဂာမီဂလာတိဩဝါဒစာအဖက်ဩဝါဒစာအဖက်ဆိုဘီတိုအေနိုထေဂာမီနောက်ကောရင်2ဆိုရင်လည်းကောရင်2ဘီတိုအေနိုထေဂာမီဘီတိုလို့လည်းပြောတယ်ဂျင်းလို့လည်းပြောကျမတို့ကတော့ဘယ်လိုပြောမလဲဘီတိုရဲလို့ဂျင်းလို့မတုံးတော့ဘူးပေါ့နော်အတူကောက်ပဲတုံးပါတယ်ဒါစာအတိုင်းပြောတာဖြစ်ပါတယ်ပြီးတော့ဖိလိတိဩဝါဒစာဖိလိတိဩဝါဒစာဖိလိပိဘီတိုအေနိုထေဂာမီဖိလိပိဘီတိုအေနိုထေဂာမီပြီးတော့ကိုလိုတဲဩဝါဒစာခေါ်ရိုဆိုင်ဘီတိုအေနိုထေဂာမီခေါ်ရိုဆိုင်ဘီတိုအေနိုထေဂာမီဘီတိုကလူခန်းကြီးလေးဖြစ်ပါတယ်ဟီတိုခန်းကြီးပေါ့နော်ပြီးတော့တတလောနီဩဝါဒစာပထမဆောင်ထက်ဆာလောနီကေဘီတိုအေနိုထေဂာမီဒိုင်အီချီထက်ဆာလောနီကေဘီတိုအေနိုထေဂာမီဒိုင်အီချီတတလောနီဩဝါဒစာဒုတိယဆောင်ထက်ဆာလောနီကေဘီတိုအေနိုထေဂာမီဒိုင်နီထက်ဆာလောနီကေဘီတိုအေနိုထေဂာမီဒိုင်နီဆိုတော့ကျမတို့ဆိုရင်အတူကောက်ပဲပြောပါတယ်ဒိုင်အချီထက်ဆာလောနီကေဒိုင်နီထက်ဆာလောနီကေအဲ့လိုပဲအတူကောက်လေးပြောလို့လည်းရပါတယ်ဒါကယင်းနှီးသွားလို့ရှိရင်ပေါ့နော်ယင်းနှီးကြွားဝင်သွားလို့ရှိရင်အဲ့လိုမျိုးလဲမမှားပါဘူးဒါကအခုကျမစာအတိုင်းပြောတာဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုရင်တိမောသေဩဝါဒစာပထမဆောင်တိမောသေဩဝါဒစာပထမဆောင်တိမောသေနိုထေဂာမီဒိုင်အီချီတိမောသေဩဝါဒစာဒုတိယဆောင်တိမောသေနိုထေဂာမီဒိုင်နီဒီမှာကြတော့ဘီတိုမပါတော့ဘူးဘီတိုဆိုပြီးမှဟီတိုခန်းကြီးမပါတော့ပါဘူးဒီအတိုင်းပဲတွားတာဖြစ်ပါတယ်ကျမတို့ဆိုရင်တိမောသေဒိုင်ချီတိမောသေဒိုင်နီတိမောသေဆိုပြီးမှယင်းဒီကြောင်းဝင်သွားရင်အဲ့လိုမျိုးခေါ်ရင်လဲပို့ပြီးအဆင်ပြေပါတယ်နောက်တစ်ခုတိတုဩဝါဒစာထက်ထောစုအေနိုထေဂာမီထက်ထောစုအေနိုထေဂာမီတိတုဩဝါဒစာထက်ထောစုအေနိုထေဂာမီနောက်ဖိလမုံဩဝါဒစာဖိလမုံအေနိုထေဂာမီဖိလမုံအေနိုထေဂာမီပြီးတော့ဟေဘရဲဩဝါဒစာဟေဘရူပီတိုအေနိုထေဂာမီဒီမှာကြတော့လူဟီတိုဆိုတဲ့ခန်းကြီးပါပါတယ်ဟေဘရူပီတိုအေနိုထေဂာမီနောက်ရှင်ယာကုပ်ဩဝါဒစာယာကုပ်ပုနိုထေဂာမီပေတရုဩဝါဒစာပထမဆောင်ဖက်တရိုနိုထေဂာမီဒိုင်အီချီပေတရုဩဝါဒစာဒုတိယဆောင်ဖက်တရိုနိုထေဂာမီဒိုင်နီဒီမှာလဲကျမတို့ဒိုင်ဂျီဖက်တရိုလို့လည်းပြောတယ်ဒိုင်နီဖက်တရိုလို့လည်းပြောပါတယ်ပြီးတော့ရှင်ယောဟန်ဩဝါဒစာဒီမှာကျတော့ရှင်မပါဘူး sorry ပဲเนาะယောဟန်ဩဝါဒစာယောဟန်ဩဝါဒစာပထမဆောင်ဟိုအပေါ်ကကြတော့ရှင်ယောဟန်ခရစ်ဝင်เนาะမတူဘူးเนาะဟိုကခရစ်ဝင်ကျမ်းဒီဟာကဩဝါဒစာဆိုတော့ခရစ်ဝင်ကျမ်းထဲမှာရှင်ဆိုပြီးမှထည့်တယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းဒီမှာကြတော့ယောဟန်ဩဝါဒစာပထမဆောင်ယောဟန်ဩဝါဒစာပထမဆောင်ယောဟန်
ယောဟန်နေနိုထေဂမီတိုင်အချီယောဟန်ဩဝါဒစာဒုတိယဆောင်ယောဟန်နေနိုထေဂမီတိုင်နီယောဟန်ဩဝါဒစာတတိယဆောင်ယောဟန်နေနိုထေဂမီတိုင်ဆန်သုံးဆောင်ရှိပါတယ်နောက်ကျမတို့ဘယ်ကိုပြောရမလဲဆိုရှင်ယူဒဩဝါဒစာရှင်ယူဒဩဝါဒစာကိုယူဒနိုထေဂမီယူဒနိုထေဂမီဒါကလွဲပါတယ်ရှင်တလုံးပဲပေါ့နော်ယူဒဆိုဒီဘက်ကလည်းဂျပန်လိုလဲယူဒနိုထေဂမီနောက်ဆုံးမှာဗျာဒိတ်ကျန်ယောဟန်နေနိုမော်ကူရှိရိုခုလို့ခေါ်ပါတယ်ယောဟန်နေနိုမော်ကူရှိရိုခုเนาะဒီမှာကြတော့ဗျာဒိတ်ကျန်ဒီယောဟန်ကရေးတဲ့ဗျာဒိတ်ဆိုပြီးမှဂျပန်လိုပြန်ထားတာဖြစ်ပါတယ်เนาะဒီဟီတိုခန်းကြီးပါတဲ့အခန်းနဲ့ဟီတိုခန်းကြီးဩဝါဒထဲမှာဟီတိုဆိုပြီးမှဘီတိုဆိုပြီးမှခန်းကြီးပါတဲ့ဟာနဲ့ဘီတိုမပါတဲ့ခန်းကြီးဟာကဘာကြောင့်အဲ့လိုကွာတယ်လဲဆိုရင်တော့ဒီအဲ့ဒီဥပမာဆိုကောရင်ထုเนาะကောရင်ထုမြို့မှာရှိတော့ယုံကြည်သူတွေဆိုအများကိုရေးတဲ့လူအများကိန်းကိုရေးတဲ့စာဆိုရင်ဘီတိုဟီတိုဆိုပြီးမှထည့်ပေးတယ်နောက်ဒီမှာကြတော့ရှင်ယာကုပ်ဩဝါဒစာတို့เนาะပြီးတော့ဗာလဲရှင်ယာကုပ်ဩဝါဒစာတို့တိတုဩဝါဒစာတို့เนาะဖိလမုန်ဩဝါဒစာလို့ဆိုရင် by name တူတယောက်ကိုပဲရေးတာဖြစ်တယ်ဥပမာဆိုရင်ဖိလမုန်ဘသူကရေးတယ်လဲပေါလုကဖိလမုန်ကိုဥတီပြီးမှစာရေးတယ်เนาะပြီးတော့ယာကုပ်နိုထေဂမီဆိုရင်ယာကုပ်ကိုဥတီပြီးမှရေးတဲ့ဥစ္စာနောက်ဟေဘရဲဩဝါဒစာဆိုရင်ဟေဘရုပီတိုရဲ့နိုထေဂမီဆိုရင်အဲ့ဒီဟေဘရဲလူမျိုးတွေကိုဥတီပြီးမှရေးတဲ့စာဖြစ်တယ်ဘီတိုပါတဲ့ဩဝါဒစာနဲ့ဘီတိုဆိုတာလူခန်းကြီးပေါ့နော်ဒီလိုလေးလူခန်းကြီးပါတဲ့ဩဝါဒစာနဲ့လူခန်းကြီးမပါတဲ့ဩဝါဒစာကဒီအဲ့လိုမျိုးကွာသွားပါတယ်ဆိုတဲ့အရာကိုအားလုံးကို share ပေးချင်ပါတယ်လိုအပ်တာရှိရင် comment ပေးလို့ရပါတယ်မှားတာရှိရင်လည်းထောက်ပေးလို့ရပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေပြန်ဆောင်ကြမယ်နော်မနက်ဖြန်မှာကျမတို့12နာရီမှာဝတ်ပြုကိုးကွယ်ကြမှာဖြစ်ပါတယ်ဂျပန်ဘာသာအဖြစ်မြန်မာဘာသာအဖြစ်နှစ်ဘာသာအဖြစ်တပြိုင်နက်ကျမတို့ဝတ်ပြုကိုးကွယ်ကြတာဖြစ်ပါတယ်ဂျပန်နိုင်ငံမှာရှိတော့မြန်မာလူမျိုးများပေါ့နော်ဂျပန်နိုင်ငံမှာသားသမီးတွေမွေးဖွားထားတယ်ဂျပန်စကားရတယ်ဂျပန်စကားပဲနားလေတယ်ကလေးတွေကဂျပန်စကားပဲနားလေတယ်ပြီးတော့မိဘတွေကြတော့လဲဂျပန်လိုတိတ်နားမလဲဘူးဆိုရင်ကျမလည်းတအားလဲအဲ့လိုမျိုးခံစားခဲ့ရပါတယ်ကြုံတွေ့ခဲ့ရပါတယ်ဒါကြောင့်မို့ဂျပန်ဘာသာများရောမြန်မာဘာသာရောမိဘတွေလည်းအဆင်ပြေတယ်ကလေးတွေလည်းအဆင်ပြေတဲ့အတွက်လူငယ်ကလေးတွေအတွက်ကောအဆင်ပြေအောင်လို့ဒီအတင်းတော်ကိုစတင်တာဖြစ်ပါတယ်ဖရာသခင်အစပြိုးစေတာဖြစ်ပါတယ်ကျမစတာမဟုတ်ပါဘူးကျမရဲ့အတင်းတော်မဟုတ်ပါဘူးခရစ်တော်တည်ဆောက်ထားတဲ့အတင်းတော်ဖြစ်ပါတယ်စတာကျမတို့ဘာမှမကြသေးပါဘူး8လ9လအထက်မှာပဲရှိပါတယ်လိုအပ်တဲ့အပိုင်းတွေလည်းအများကြီးရှိအောင်မယ်တင်မြင်တယ်တင်လိုအပ်တဲ့ကျမဒီအတင်းတော်မှာလိုအပ်တဲ့လှစ်ဟာနေတဲ့နေရာတွေရှိလို့ရှိရင်ဆူတောင်းခြင်းအပြင်တော်၎င်းပါဝင်စက္ကပ်ခြင်းအပြင်တော်၎င်းအမှုတော်ဆောင်ခြင်းအပြင်တော်၎င်းကြိုဆိုပါတယ်ယေရှုခရစ်တော်ကိုဗဟိုပြုတော်အတင်းတော်ယေရှုခရစ်တော်ကိုဗဟိုပြုတော်ယုံကြည်သူတွေဝိညာဉ်တော်နဲ့ပြေဝပြီးမှနှုတ်ကပတ်တော်စာငတ်တော်ယုံကြည်သူတွေဖြစ်ဖို့အတွက်လည်းဆုတောင်းကူညီကြပါလို့သခင်ယေရှုနာမ၌နှုတ်ခွန်းဆက်ပါတယ်ဂျပန်နိုင်ငံမှာကလေးတွေမွေးဖွားပြီးမှကလေးတွေငယ်တဲ့အချိန်မှာတော့ကျမတို့ကိစ္စမရှိဘူးမိဘတွေတွားတဲ့နေရာမှာကလေးတွေကလိုက်လာတယ်ဒါပေမဲ့ဒီမူလတန်းပြီးခါနီးလောက်ကြတော့ကလေးတွေကဘာသာစကားမှာကမောက်ကမဖြစ်လာတယ်ပေါ့နော်အဲ့ချိန်ကျရင်မိဘတွေပဲအဆင်ပြေပြီးမှမိဘတွေပဲဝတ်ပြုကိုးကွယ်ပြောတချင်းတွေဆိုစကားတွေပြောပြီးမှပြန်လာရင်ကလေးတွေအတွက်ကြားလာတော့ဖျားကြောင်တွားတယ်ဂိမ်းတွားကစားတယ်ပေါ့နော်ဒီတိုင်းပဲတွားထိုင်နေတယ်ဒါမျိုးတွေအဆင်မပြေဘူးကျမလည်းကျမသားသမီးတွေအတွက်တအားပဲပေါ့နော်ခံစားခဲ့ရတာဖြစ်တဲ့အဲ့ဒီအချိန်မှာဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးမှဂျပန်ကိုတွားရင်ပြန်တော့လဲ
အစင်မပြေပေါ့နော်အဲ့ဒါနဲ့အစင်မပြေဘူးဆိုတာကဟိုလိုကမောက်ကမဖြစ်တဲ့ရန်ဖြစ်တဲ့အစင်မပြေတာမဟုတ်ဘဲနဲ့ထုံတန်းစင်လာတွေရှိတယ်ရိုးရာတွေရှိလာတယ်ပြီးတော့ဘာသာစကားအတိကတော့ဘာသာစကားပေါ့နော်အဲ့ဒါကြောင့်မို့ခရစ်တော်ကိုဘိုပြုလက်ခရစ်တော် leader ဖြစ်တော့ Promise Land ဂျပန်ဘာသာအပြင်မြန်မာဘာသာအပြင်ဝပြုကိုးကွယ်တဲ့အတင်းတော်ဖြစ်ပါတယ်နေ့လယ်12နာရီမှာစတာဖြစ်ပါတယ်ချီပါကန်အီချီဂါဝါရှိမီနာမီအိုနိုပေါ့နော်အီချီဂါဝါအိုနိုစတေရှင်ဖြစ်ပါတယ်ဘူတာကနေ73မိနစ်လောက်14မိနစ်လောက်လမ်းလျှောက်ရင်ရောက်ပါပြီမလာတတ်ဘူးဆိုရင် comment ထဲမှာလာပါကျမတို့ကိုမေးပို့လို့ရပါတယ်ဒီထက်နောက်ဆိုရင်ဒီဂျပန်ဘာသာအပြင်မြန်မာဘာသာအပြင်လည်းနည်းနည်းတဲ့အရာတွေကိုအတူလေ့လာကြရအောင်ဆိုပြီးမှဒီအရာလေးကိုအားလုံးကိုမေတ္တာတဝင်လာတည်င်းကောင်းပါအားလိုက်ပါတယ်ရရှင်ကောင်းချီးပေးပါစေ